အခုမှစဆောက်တဲ့ Minecraft player တွေတည်ထားရမယ်အစစ်အတင်3ခု Number 0 Pro player တွေတည်ပြီးသားမလို့ကြော်ထားပေးတာ Number 1 Survival mode နဲ့ Creative mode Survival mode ကိုဆောက်မယ်ဆိုရင်တော့တွေးလဲပါတယ်ပစ္စည်းကအကုန်လုံးကိုယ်တိုင်ရှာမယ်ပစ္စည်းတွေဘာမှမရှိဘူးအဲ့တိုင်း craft ကအစားအကုန်လုံးကိုပဲလုပ်ရမယ်အစားဆုံး Creative mode မှာဆိုရင်အဲ့လိုမျိုးမဟုတ်ပစ္စည်းတွေအကုန်လုံးပါပြီးသားကိုချင်တဲ့ပစ္စည်းကိုရွေးယူအောင်ပဲကိုဆောက်ချင်တဲ့အိမ်တွေကိုဆောက်ချင်တဲ့ပုံစံတွေကိုအေးဆေးဆောက်လို့ရတာဘာမှစိတ်ပူဆန်မလို့အပြင်းပြေအနေနဲ့ရွာကိုထင်ထီထောင်ပြီးတော့ရွာကိုဖောက်ခွဲမယ်ဆိုလဲတဘောပဲမိုးပေါ်တော့ကိုမြင့်ရှင်တော့မြင့်အောင်ပြန်လို့ရတယ်ပြောအဲ့ဒါမှမကျင်တဲ့သေးဘူးဆိုရင်ကိုရှောက်လို့ရှင်တဲ့ဟာရှောက်လို့တော့ရသေးတယ်နံပါတ်2 FOV စက်တင်တဲ့ကိုတွားလိုက်ပြီးရင်အောက်ဆွဲချက်ပြီးတော့ widget ကိုနှိပ်လိုက်ညပြစာမျက်နှာမှာ FOV ဆိုတာလေးကိုလိုရှင်တောက်တာချဲ့ပြလိုက်အဲ့ဆိုရင်ဒီလိုချင်းချင်းနဲ့မြင်တာကနေဒီလိုမျိုးအကျယ်ဖြစ်သွားလိမ့်မယ် Number 3မဖတ်တော့ကိုယ်တိုင်မဖတ်တော့ show camera participative button စက်တင်ဆိုတာလေးကိုနှိပ်လိုက်ပြီးရင်အောက်နေဆွဲချပြီးတော့ touch ဆိုတာလေးကိုတွေ့လိုက်မယ်အဲ့ဒါကိုနှိပ်လိုက်ပြီးရင်ညဖက်စာမျက်နှာကအောက်ဆွဲချပြီးတော့အမှ show camera participative button ဆိုတဲ့ကိုဖွင့်ပြလိုက်အဲ့ဒါဆိုရင်ပုံမှာမျက်စိတစ်လုံးအပူပါလာလိမ့်မယ်ဘာလို့လို့ရလဲဆိုတော့ကိုယ်တိုင်ပဲနှိပ်ကြည့်လိုက်အခုမှစဆောက်တဲ့ Minecraft player တွေတည်ထားရမယ်နောက်ထပ် setting 3ခု3ပေါ့မ3ချင်နဲ့ဒီတိုင်းပဲထားပေါ့ Number 4 bonus အဲဒီခေါက်တော့ Number 3 ပြီးသွားအဲကြောင့် Number 4နဲ့ပြန်စားလိုက်သူကတော့ game မစခင်တခါတည်းဖွင့်ထားရတာညဖက်စာမျက်နှာက advanced ဆိုတဲ့နေရာကိုနှိပ်လိုက်ပြီးရင်ဘယ်ဖက်စာမျက်နှာမှာ bonus chat ဆိုတဲ့ကိုတွေ့ရလိမ့်မယ်အဲ့ဒါကိုဖွင့်ပြီးတော့ game စလိုက်တော့အဲ့ဒါဆိုရင် game စချင်းတစ်တာတလုံးကကျွန်တော်ရဲ့တဝိုက်မှာရှိနေလိမ့်မယ်တလုံးပဲ Number 5 key inventory အရင်ဆုံးစက်တင်လေးကိုဝင်လိုက်ပါပြီးရင်ဘယ်ဘက်စမျက်နှာကိုဟိုးအောက်ထိဆွဲချပေးလိုက်ပါအကယ်၍ activate cheese ကိုမဖွင့်ရသေးဘူးဆိုရင်အဲ့ဒါကိုအရင်ဆုံးဖွင့်ပေးလိုက်ပါပြီးရင် keep inventory ကိုဖွင့်ပေးလိုက်ပါဗျအဲ့ဒါကဘာလုပ်ပေးလဲဆိုတော့ကြောက်တဲ့ကောင်မကြော်စားတယ်မဲ့တက်ပြုတ်ကြပါလို့ရှော်ဝိုင်းရင်ပစ္စည်းတွေကမကြကြံခဲ့ပါကိုစီပါလာမှာပါပြီးတော့နေတာထဲမှာဒီလိုမျိုးဘလိုမလိုလိုမို့နဲ့တွားပြီးတော့ရှော်ဝိုင်းလဲပစ္စည်းကကိုစီပါလာမှာပါအရင်ကိုလာပြီးတော့နေချင်စက်ကောင်းတဲ့ကိုယ့်ရဲ့အင်ကိုရှာမတွေ့ဘဲနဲ့ကြောင်ပြောင်းနေတဲ့တူတွေအတွက်လည်းဒီနည်းလမ်းကတော်တော်လေးကိုအဆင်ပြေစေတယ်ပြောဟက်ကောမှာတော့မလုံးနဲ့ပေါ့အဲ့ဒါဆိုတော့ပစ္စည်းပြောင်းမှလည်းမကြောက်ရတော့အင်လည်းလေးရောက်တယ် Number 6 already day အခုနောက်လိုမျိုးပဲစက်တင်ထဲကိုအရင်ဝင်ပြီးတော့ဘယ်ဘက်စာမျက်နှာကိုဟိုးအောက်ထိဆွဲချပေးလိုက်အမှ always day ဆိုတဲ့ကိုဖွင့်ပေးလိုက်အဲ့ဒါဆိုရင်မိုးမချုပ်နိုင်တော့အဲ့စက်တင်က creative world မှာပဲအသုံးတက်လိမ့်မယ် survival world မှာတော့ဘာမှထူးမှာမဟုတ်စောတဲ့အခါမှာပို့ပြီးတော့လို့ဆိုမဲ့ setting 3ခုအချင်းချင်းပေါ့ Number 7 spray control setting ကိုယူဝင်လိုက် setting ကိုဝင်ပြီးပြီဆိုရင်ဘယ်ဖက်စာမျက်နှာမှာ toss ဆိုတဲ့ကိုရှိတယ်အဲ့အောင်နှိပ်လိုက်ပြီးရင်ညာဖက်စာမျက်နှာကိုအောင်းနေဆွဲချပြီးတော့ split control ဆိုတဲ့ကိုဖွင့်ပြလိုက်အဲ့ဒါဆိုရင်အလဲမှာအပေါင်းလေးပေါ်လာလိမ့်မယ်ပို့ပြီးတော့တိကျတဲ့ target ကိုချိန်လို့ရတယ် Number 8 show coordinate and show days player အခုနောက်လိုမျိုးပဲ setting ထဲကိုယူဝင်လိုက်ပြီးရင်ညာဖက်စာမျက်နှာကိုအောက်နည်းနည်းလေးဆွဲချပေးလိုက်အဲ့ဒါဆိုရင်အနားမှာ show coordinate and show days player ဆိုတဲ့ကိုတွေ့လိမ့်မယ်အဲ့ဒါကိုဖွင့်ပြလိုက်အဲ့ဒါဆိုရင်ဒီဘယ်ဘက်တောင်းနှမ်းမှာကိုနေနေတဲ့ position နဲ့ကိုစောက်ခဲ့တဲ့ရက်ကိုဖော်ပြလိမ့်မယ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့အိမ်က position ဘယ်လောက်မှရှိလဲဆိုတော့မှတ်ထားတယ်ဆိုရင်နောက်တစ်ခါကိုခရီးထွက်တဲ့ချိန်လူကိုလည်းပြန်ရှာလို့ရတယ် Number 9 high paper door နားမကွာပါဘူး setting ကိုဝင်မယ် setting ကိုဝင်ပြီးပြီဆိုရင်ဘယ်ဘက်စာမျက်နှာမှာ video ဆိုတာလေးကိုနှိပ်ပေးလိုက်ပြီးရင်ဒီညာဘက်စာမျက်နှာမှာ high paper door ဆိုတာလေးကိုပိတ်ပေးလိုက်အဲ့ဒါဆိုရင် position နဲ့ days play ရဲ့အပေါ်မှာကိုယ့်ရဲ့အယုတ်လေးပုံနေနေမှာကိုကပြေးနေရလားဒါမှမဟုတ်ကိုကခုန်နေရလားကိုကထိုင်နေရလားဆိုတာကြည့်လို့ရတယ်ရေကူးတဲ့ချိန်မှာဆိုရင်လည်းရေကူးတဲ့ပုံစံမျိုးပြောင်းပြတယ်ဗျဗီဒီယိုကတော့ဒါပါပဲ